Hello အားလုံးပဲမင်္ဂလာပါနိုင်အေးပါဒီနေ့ကနိုင်အေးရဲ့9ရက်မို့လို့မနေ့စောစောထားပြီးတော့ကန်ချီမာလေးတော့ရှောက်ပါမယ်နိုင်အေးနေတဲ့နေရာနဲ့ဆိုရထားနဲ့မတိုင်စီးပြီးတော့သွားရပါတယ်မနေ့6နိုင်ခွဲခွဲရှိသေးတာမိုးမောင်နေတော့ပဲပေါ့နော်ကိုကတော့ sorry လို့ထင်ရပေမဲ့စင်ကာပူကလူတွေကကိုယ့်ထက်ပူစောတယ်ပေါ့နော်ဒါကတော့တရုတ်လူမျိုးတွေထိုက်ချီလက်ချခံကပါစင်ကာပူမှာနေတဲ့သူတွေကမနေ့စောစောထားပြီးတော့လက်ချခံလောက်ကြတယ်အဖွဲလိုက်လက်ချခံလောက်ကြတာတို့စပိတ်စီးတာတို့ပြေးတာတို့ခွေးလေးတွေနဲ့လမ်းလျှောက်တာတို့အဲ့လိုမျိုးရှိတယ်ပေါ့ဒါတော့နည်းနည်းတော့လင်းလာပြီမနေ့စောစောဆိုတော့ကန်ချီမာလေးတစ်ဖြူဖြူနဲ့အိတ်ချမ်းမှုခံစားရတယ်မနေ့စောစောနေရာမထွက်သေးခင်ကန်ချီမာလမ်းလျှောက်ရတဲ့ခံစားချက်အစိတ်ကိုပို့ပြီးတော့ပေါက်ပါစေတယ်ပေါ့တဘာဝလေးအေးလေးတွေကိုရှူလိုက်လိုက်စိတ်ထဲပင်ပန်းတာတွေတစ်ဖြည်းဖြည်းကြော့သွားသလိုခံစားရတယ်ပေါ့ကန်ချီမာဆိုရင်လိုင်းသက်လေးတွေကစိတ်ကိုတိတ်တိတ်လေးအေးချမ်းစေပြီးတော့ကိုပြန်တွေ့လာသလိုခံစားရတယ်ကန်ချီဘက်ကိုကြည့်လိုက်ရင်လိုင်းတွေကတဖြည်းဖြည်းနဲ့တက်လာတယ်ပြန်ဆင်းသွားတယ်အဲဒီလိုပဲကိုပွားရဲ့ပင်ပန်းမှုတွေကလိုင်းနဲ့တူပါကားသလိုခံစားရတယ်နှမ်းရင်းဆိုတစ်ခုခုကိုစပြီးတော့မလို့သေးဘူးဆိုရင်ဆက်ရအရင်ပေါ်လာတယ်အခုနောက်ပိုင်းဆိုအရာရာကိုမစိုးရတော့ပဲနဲ့ဒီအချိန်လေးပဲလုံလောက်ပါတယ်ဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ပြောလာနိုင်မနေ့ပိုင်းလမ်းလျှောက်တာကကိုခန္ဓာအတွက်မကပဲနဲ့စိတ်ကိုအနာပေးသလိုဖြစ်စီတယ်ပေါ့နော်နေ့တစ်နေ့ကိုပေါ့ပေါ့ပပလေးနဲ့စတင်နေအောင်လဲကူညီပေးတယ်ပေါ့နော်